နေရလာတဲ့အလင်းဟာနေရနေကဘာကိုရောက်ဖို့10မိနစ်နဲ့စက္ကန့်20ကြာတယ်ဆိုတာသိခဲ့ကြပြီးပါပြီ။မိုင်ပေါင်း93တန်းကို10မိနစ်ကျော်ကြာပဲအချိန်ယူဖြတ်တန်းတဲ့အလင်းရဲ့ခီးလန်းဟာတကယ်ကိုလွယ်လွယ်ကူကူချောချောမွေ့မွေ့ပဲလားဆိုတော့မဟုတ်ပါဘူး။အလင်းဆိုတာနေရဲ့အလဲဘဟုအပူချိန်ဒီဂရီဆဲလ်စီယပ်15တန်းလောက်ရှိတဲ့နေရာမှာထပ်ဆွဲအားကအတန်တွေကိုခြေမွှဖြတ်စီးတဲ့ဖြစ်စဉ်ကနေစတင်ပေါက်ဖွာလာတဲ့စွမ်းအင်တစ်ခုဖြစ်ပါတယ်။တိတ်တိစအလွန်များတဲ့နေရာကနေလွတ်မြောက်ဖို့ကြိုးစားရတာဟာအဲ့ဒီအလင်းဆိုတဲ့စွမ်းအင်လေးအတွက်တော့မလွယ်ကူလာပါဘူး။မီလီမီတာအနည်းငယ်အတွင်းမှာတင်အခြားသောအမှုန်တွေဖြစ်တဲ့ electron, proton စတာတွေနဲ့တိုက်မိလိုက်စုပ်ယူခံရလိုက်ပြန်လဲထုတ်လွှတ်ခံရလိုက်အဲ့လိုမျိုးတန်နေရလဲနေတာပါ။ဥဒိချက်ကလည်းတသက်မမတ်မရှိဘဲနဲ့အရှေ့သွားလိုက်အနောက်သွားလိုက်တောင်သွားလိုက်မြောက်သွားလိုက်အဲ့လိုမျိုးအမှုသမားတယောက်လိုလမ်းလျှောက်သလိုဖြစ်နေတာပါနေရဲ့အဲ့ဒီအလွှာဟာကီလိုမီတာသိန်းနဲ့ချီထူပါတယ်အဲ့လိုဖျို့ဖျဲဆန်လွန်းလာတဲ့အမှုသမားလမ်းလျှောက်အခြေအနေအောက်မှာအဲ့ဒီအလွှာကနေလွတ်မြောက်ဖို့အလင်းဟာအချိန်နှစ်ပေါင်း1000ကနေပြီး1000တန်းလောက်ထိကြာတတ်ပါတယ်အဲ့ဒီအလွှာကနေထွက်နိုင်ရင်တော့နေရဲ့ပလက်စမာအလွှာတွေကိုရောက်ပါလိမ့်မယ်ဒီအလွှာကတော့ခုနကအလွှာထက်အပူချိန်ပိုနေပြီးတိတ်တီးစားလည်းပိုရော့တဲ့အတွက်အလင်းအတွက်ဒီအလွှာကိုဖြတ်ကျော်ဖို့တော့တစ်ပတ်လောက်ပဲကြာပါတော့တယ်ဒီအလွှာကနေလွတ်မြောက်တော့မှပဲ photosphere ဆိုတဲ့နောက်ဆုံး gate ဖြစ်တဲ့နေရဲ့မျက်နှာပြင်ကိုရောက်ပါတော့တယ်ဒီမှာတော့အလင်းဟာမြင်းဆောင်ကလှုပ်လိုက်တဲ့မြင်းရိုင်းတစ်ကောင်လိုမျိုးလွတ်လပ်လပ်ပြေးခွင့်ရနေပါပြီတစ်စက္ကန့်ကီလိုမီတာ3သိန်းနှုန်းနဲ့ကျွန်တော်စီကိုပြေးလာနေခဲ့ပါပြီကျွန်တော်တို့ဟာနေ့စဉ်ဒီအလင်းတွေကိုနေရနေပေါ်ပေါ်များများရရှိနေပါတယ်ဒါပေမဲ့ကျွန်တော်တို့စီလာဖို့အလင်းကိုယ်တိုင်ဖြတ်ကျော်ခဲ့ရတဲ့ခီးကတော့ရှေ့ကျကြမ်းတမ်းလွန်းလာပါတယ်